တရုတ်စပိုင်လိုတန်မြရှိခံထားရတဲ့ခရစ်စတင်းဖန်ကိုဖက်ဖန်ဆိုတဲ့နာမည်နဲ့လည်းလူသိများပါတယ်။အခုအသက်ထွက်ပေါ်လာတဲ့ FBI မှတ်တမ်းတွေအရသူဟာအမေရိကန်နိုင်ငံရေးလောကတဲကိုနှစ်တော်ကြာဝင်ရောက်လှုပ်ရှားခဲ့ပြီးကယ်လီဖိုးနီးယားပြည်နယ်ကနိုင်ငံရေးသမားတွေနဲ့နှိကတဲ့ဆက်ဆံရေးတွေတည်ဆောက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဖန်ဟာအမေရိကန်မှာ၄နှစ်လောက်နေထိုင်ခဲ့ပြီးအဲ့ဒီအချိန်တွင်ငွေကြေးနဲ့အာဏာရရှိဖို့ကြိုးပမ်းခဲ့တယ်လို့စုံစမ်းစစ်ဆေးသူတွေကသုံးသပ်နေပါတယ်။သူဟာနိုင်ငံရေးပွဲတွေရန်ပုံငွေရှာဖွေပွဲတွေကနေတဆင့်နိုင်ငံရေးသမားတွေနဲ့နှိကပ်အောင်စ조사ခဲ့တယ်လို့တရားမဝင်နိုင်ငံရေးရန်ပုံငွေရှာဖွေမှုတွေနဲ့လည်းပတ်သက်ခဲ့တယ်လို့မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ FBI ရဲ့2013ခုနှစ်မှတ်တမ်းတစ်ခုအရဖန်ကို Rusty Thumbs ဆိုတဲ့ကုမ္ပဏီနာမည်နဲ့ခေါ်ကြပါတယ်။သူဟာအမေရိကန်လွှတ်တော်အမတ် Eric Swalwell နဲ့တာမန်မဟုတ်တဲ့ဆက်ဆံရေးရှိပြီးအဲဒီဆက်ဆံရေးဟာနောက်ပိုင်း FBI စုံစမ်းစစ်ဆေးမှုတွေရဲ့အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဖန်နဲ့ Swalwell တို့2012ခုနှစ်မှာစတွေ့ခဲ့ကြတာပါ။အဲဒီအချိန်မှာ Swalwell ဟာကွန်ဂရက်အမတ်တောင်မဖြစ်သေးပါဘူး။အဲဒီနောက်သူတို့နှစ်ဦးစာတို့တွေအီးမေးလ်တွေကနေတဆင့်မကြာခဏဆက်သွယ်ကြပါတယ်။ဆွဲဝဲကဖန်နဲ့2လတစ်ကြိမ်လောက်တွေ့ဆုံခဲ့တယ်လို့ FBI ကိုဝန်ခံခဲ့တယ်လို့သူဘက်ကတော့အဲ့ဒီဆက်ဆံရေးကိုပေါ့ပေါ့ပါပါဆက်ဆံရေးတစ်ခုလိုပဲယူဆခဲ့တယ်လို့ပြောပါတယ်။ FBI မှတ်တမ်းတွေထဲမှာသူတို့နှစ်ဦးရဲ့ရင်းနှီးမှုနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တချို့လည်းပါဝင်ပါတယ်။ဒီချိန်မှာဆိုရင်ဖန်ဟာညဘက်နောက်ကျပြီးဆွဲဝဲရဲ့တိုက်ခန်းကိုရောက်လာတာမျိုးအထိရှိပါတယ်။ဖန်ဟာတရုတ်ကွန်မြူနတီပါတီနဲ့သူ့ရဲ့မိသားစုဆက်နွယ်မှုတွေရှိတယ်လို့လည်းပြောပို့ပါတယ်။ငယ်စဉ်ကအဆင့်မြင့်အရာရှိတွေအတွက်တချင်းဆိုပေးခဲ့ဘူးသလိုတရုတ်နိုင်ငံရဲ့ထိပ်တန်းအရာရှိတွေတွာလာတဲ့အစိုးရလေယာဉ်နဲ့ပတ်သက်တဲ့လေယာဉ်မဲ့အလုပ်ကိုလည်းလုပ်ခဲ့ဘူးတယ်လို့ပြောပါတယ်။ဖန်ဟာ2011ခုနှစ်မှာကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်ကိုတက်ရောက်ခဲ့ပြီးတရုတ်ကျောင်းသားများအသင်းကိုဖွဲ့စည်းပြီးတော့ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပါတယ်။အဲဒီကနေတဆင့်ကယ်လီဖိုးနီးယားနိုင်ငံရေးအတိုင်းဝိုင်းတွေကိုတဖြည်းဖြည်းဝင်လာခဲ့ပါတယ်။သူဟာ Eric Swalwell အတွက်ရန်မုံငွေရှာဖွေပွဲတွေကိုကူညီကျင်းပပေးခဲ့တယ်လို့မြို့တော်ဝန်ဟောင်းတချို့ကိုလည်းကူညီလုပ်ကင်ပေးတာတွေရှိပါတယ်။ဝင်စားစရာကောင်းတဲ့အချက်က FBI ကနေဖန်ကိုတန်ပြန်ထောက်လှမ်းရေးအတွက်အသုံးချနိုင်မလားဆိုပြီးချင်းကပ်ခဲ့တာပါ။ FBI စစ်ဆေးသူတွေဟာဖန်နဲ့တွေ့ပြီးစာချုပ်တစ်ခုရေးဆွဲဖို့အထိလုပ်ခဲ့ကြတာပါ။ဒါပေမဲ့နောက်ပိုင်းမှာဖန်ဟာ Swalwell နဲ့ပတ်သက်တဲ့တရားမဝင်နိုင်ငံရေးရန်ပုံငွေရှာဖွေမှုတွေမှာပါဝင်နေတဲ့ဆိုတာသိလိုက်ရလို့အဲ့ဒီအစီအစဉ်ကိုဆက်မလုပ်ဖြစ်ခဲ့ပါဘူး။ဖန်ဟာနိုင်ငံရေးသမားတွေပေါ်သူ့ရဲ့ဆွဲဆောင်မှုကိုအသုံးချနိုင်တယ်လို့ FBI ကိုပြောပါတယ်။အမေရိကန်မြို့တော်ဝန်တဦးနဲ့ဆက်ဆံရမှာလဲအဲ့ဒီလိုနီလန်ကိုအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီမြို့တော်ဝန်ကဖန်ကိုအမေရိကန်မြို့တော်ဝန်များညီလာခံအစည်းအဝေးတစ်ခုကိုဖိတ်ကြားပြီးမှတ်တမ်းမှတ်ရာတွေရေးပေးဖို့တာဝန်ပေးခဲ့ပါတယ်။ FBI စစ်ဆေးသူတွေကဖန်ဟာလူမှုဆက်ဆံရေးကောင်းမွန်ပေမဲ့ကိုအလွန်အမဲအာယုံစိုက်တတ်တဲ့သဘောတဘာဝရှိတယ်လို့သုံးသပ်ပါတယ်။ဖန်ရဲ့အဓိကရည်မှန်းချက်ကငွေကြေးနဲ့အာဏာပါတဲ့နောက်ထပ်စစ်ဆေးမှုတွေရဖန်ဟာအမေရိကန်လွှတ်တော်အမတ်တဦးရဲ့တရားဝင်မဲဆွယ်စည်းရုံးရေးတွေမှာအလုတ်သိမ်းအခွင့်အရေးရဖို့အတွက်တရားမဝင်နိုင်ငံရေးထောက်ပံ့ငွေတွေပေးခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့လည်းစစ်ဆေးခံခဲ့ရပါတယ်။ FBI ရဲ့2018ခုနှစ်မှတ်တမ်းအရဖန်ဟာ2015ခုနှစ်အလယ်ပိုင်းလောက်မှာအမေရိကန်ကနေထွက်သွားခဲ့ပါတယ်။အဲဒီနောက်အမေရိကန်နယ်ကိုပြန်လည်ဝင်ရောက်ခွင့်ပိတ်ပင်ခံရပါတယ်။လက်ရှိမှာဖန်ဘယ်နေရာမှာရှိနေတယ်ဆိုတာအတိအကျမသိကြပါဘူး။ဖန်နဲ့ဆက်ဆက်တယ်လို့ယူဆရတဲ့ Facebook အကောင့်တစ်ခုမှာတော့2024ခုနှစ်ကစားတောက်ဆိုင်တစ်ဆိုင်မှာအစားတောက်စားနေတဲ့ဓာတ်ပုံတင်ထားခဲ့ပါတယ်။ FBI မှတ်တမ်းအသစ်တွေကြောင့်ဖန်ဆိုတဲ့နာမည်နဲ့လူသိများလာခဲ့တဲ့ခရစ်စတင်းဖန်ဟာအမေရိကန်နိုင်ငံရေးလောကတဲကိုဘယ်လိုဝင်ရောက်ခဲ့သလဲ။ Eric Swalwell နဲ့ဘယ်လိုနှိကတဲ့ဆက်ဆံရေးတည်ဆောက်ခဲ့သလဲ။ FBI ကဘာကြောင့်သူ့ကိုတံမြန်ထောင်လှမ်းရေးအတွက်အသုံးချဖို့စ조사ခဲ့တယ်လဲဆိုတာတွေပို့ပြီးရှင်းလင်းသွားခဲ့ပါတယ်။ဒါပေမဲ့မရှင်းတာကသူ့ရဲ့လက်ရှိတီးနေရနဲ့လက်ရှိလှုပ်ရှားမှုတွေကဒီနေ့အထိခြေရာခံလို့မရသေးတာပါပဲ။